reshape ပါမယ်ပြီးတော့သူကရင်ဖြတ်ဆက်ဒီနားလေးကအသွင်လေးရှိမယ်ပြီးတော့ဒီအောက်ဒီကလုံးကအသွင်လေးနဲ့တောက်ဖြတ်ဆက်ထားတယ်ရှစ်ကျက်ဒီနဲ့အောက်ကခေါင်းဝင်လေးပါမယ်ပြီးတော့ကျတို့ဒီလက်ဖောင်းကမှအပေါ်ဖောင်းအောက်ဖောင်းဒီမှာဖောင်းမယ်ပြီးတော့ဒီမှာအစီလေးပါမယ်ပြီးတော့ဒီအောက်ကဒီမှာဒီလိုမျိုးလေးဖြစ်မယ်เนาะဒါလေးကပုံကျမ်းမှာဒါလေးကခြေတို့ဆွဲထားတဲ့ရှေ့ချမ်းနောက်ချမ်းခေါင်းဝင်ပတန်ဖြစ်ပါတယ်เนาะဒီညမှာခြေတို့ဒီဒါတွေကိုချုပ်တဲ့ချိန်မှာဆိုဒီဇိုင်းပုံမူတည်ပြီးတော့အပွားချုပ်ရမလားအကက်ချုပ်ရမလားတစ်ချက်ကြည့်ရမယ်ဒါခြေတို့ဆွဲထားတဲ့ပတန်ဒီ body fit ပတန်ဖြစ်တယ်ပြီးတော့အပွားဆိုတာက no တောက်ပတန်တစ်ချက်အရှိတုံးကတင်ခဲ့ပေးတယ်အပွားချုပ်ချင်တယ်ဆိုရင် no တောက်ပတန်သွားမယ်တောက်တွေဘာမှမပါပဲနဲ့เนาะအခုဒါလေးကကြောဒီဒီဇိုင်းကလည်းသူအကက်မှလာတာဆိုတော့ခြေတို့ဒီ body fit ပတန်နဲ့သွားမယ် okay စမယ်เนาะပထမဆုံးဒါလေးကရှေ့ချမ်းကို reshape ဖောက်မယ်ရင်ဖြတ်ဆက်ဖောက်မယ်เนาะ reshape ကပဲတိဖောက်မှလဲဆိုတာရင်ကျဲရဲ့အောက်ကိုအနည်းဆုံး2လောက်ဆင်းပေးပါဒါဆိုရင်ပို့ပြီးတော့လာတယ်ရင်ကျဲရဲ့အောက်ကို2လောက်ဆင်းလိုက်မယ်ဆင်းပြီးတော့မှဘေးကိုဘယ်လောက်ဖောက်မလဲဆိုတော့ဘေးကိုနောက်ချမ်းအနည်းဆုံး3လောက်ဖောက်เนาะ4လောက်ဖောက်ရင်လည်းပိုကောင်းတယ်4လောက်ဖောက်လိုက်မယ်เนาะဒီရဲ့ဘေးကိုချက်က4လောက်ဖောက်မယ်လေဘင်းကကွက်တိတစ်ချက်ပြောသလို2တွေ4တွေမလိုဘူးအတိကကိုအ height เนาะကို height ချင်တဲ့လောက်ကို height လို့ရတယ် okay v shape ဆိုရင်ကျတော့ cap သုံးပေးမယ်ရိုး day ဖောက်ထားတဲ့ဆိုင် cap လေးနဲ့ကပို့ပြီးတော့လာတယ်ပြီးတော့ရင်အောက်ဖြတ်ဆက်ရင်အောက်ကိုဘလို့ရင်အောက်ဖြတ်ဆက်ပြီးမှကြည့်မှလည်းရင်ဆက်ဝိုင်းကိုကြည့်မယ်เนาะရင်ဆက်ဝိုင်းကနေဖြတ်ဆက်မယ်ဖြတ်ဆက်တဲ့ချိန်မှာဒီတော့အဝိုက်ဖြတ်ဆက်လို့ရတယ် day ဖြတ်လို့ရတယ်เนาะဒီချက်ကအဝိုက်နဲ့သွားမယ်နော်ရင်အောက်ကိုဖြတ်ဆက်မယ်ရင်ဆက်ဝိုင်းကနေသွားမယ်ကြည့်မယ်နော်ဒီလိုပုံစံမျိုးလေးဖြတ်ဆက်လိုက်မယ်အားလုံးပဲမြင်ရလားမြင်ရတယ်နော်ဒီလိုပုံစံမျိုးလေးရင်အောက်ကိုဖြတ်ဆက်လိုက်မယ်ဒါဆိုရင်ပတန်ကထွက်လာပြီနော်ထွက်လာပြီဆိုတော့ तू ကဒီရင်အောက်ဖြတ်ဆက်တွေကခြေတော့ဒီမှာအသွင်ထည့်မှာနော်အသွင်ထည့်မယ်ပြီးတော့ဒီအပေါ်မှာရှိတဲ့ဂျိုင်းတောက်တွေဒီလေဘင်းတောက်တွေပခုံးတောက်တွေအားလုံးကိုဖြောက်ထားတယ်အဲ့ဒီတောက်တွေဖြောက်ပြီးတော့ဒီရဲ့ရင်အောက်က main တောက်မှာလာပြီးပို့မှာအောက်အသွင်နေလောက်တဲ့အချိန်မှာဆိုရင်တော့ဘလို့ပြဿနာဖြစ်လဲဆိုတော့အသွင်ကတစ်ဖက်နဲ့တစ်ဖက်မညီဘူးနော်ဘယ်နဲ့ညာနဲ့ကတစ်ဖက်ကအသွင်ကဘေးရောက်လိုက်အလဲရောက်လိုက်ဒီလိုမျိုးပြဿနာတွေဖြစ်တာကဒီလိုမျိုးအမက်ကလေးတွေမမတ်ခဲ့လို့အခုဒီညမှာခြေတို့ဒီရဲ့မက်ကလေးနှစ်ခုကိုမတ်ခဲ့မယ်ပြီးကြမှာတောက်တွေကိုပိတ်မယ်ဟုတ်ပြီနော်ဒါတွေကအားလုံးတောက်ပိတ်ပြီးသားပဲဆိုတော့ခြေတို့ဘာပဲလို့လဲဆိုလေပင်တောက်ရဲ့ဒီရဲ့ပခုံးတောက်ရဲ့ပဲလို့ပဲနော်ဒါကလေပင်တောက်ကဒီညလေးကိုပိတ်မယ်ပြီးတော့ဒီပခုံးတောက်ကိုပိတ်မယ်ပိတ်ပြီးတော့ဒီရဲ့ main တောက်ကိုလာပြီးတော့ပို့မယ်ပြီးတော့အောက်ကတောက်တွေကိုလည်းဖြောင်းမယ်ဒါဆိုရင်ခြေတို့ဒီညမှာကျတော့ခါဖြတ်ဆက်ဖြစ်သွားပြီခါဖြတ်ဆက်ဖြစ်သွားပြီဆိုတော့ခါကနေဖြတ်ချလိုက်မယ်နော်ခါဖြတ်ဆက်ရှေ့ချမ်းနောက်ချမ်းအကုန်လုံးဖြတ်ချလိုက်မယ်ပြီးတော့မမအောင်ခြေတို့မှတ်ခဲ့မယ်ဒါနောက်ချမ်းဒါကရှေ့ချမ်းနော်အားလုံးပဲမြင်ရတယ်နော်โอเคမြင်ရတယ်နည်းနည်းလေးဆွဲချက်ပေးပါမယ်โอเคဒီလိုပုံစံမျိုးဖြစ်နေပြီဆိုရင်တောက်တွေကိုစပြီးတော့မှပိတ်ပါမယ်ရှေ့ချမ်းကိုအရင်ဆုံးဖြတ်ထုတ်လိုက်မယ်နော်နောက်ချမ်းခဏဖယ်မယ်ရှေ့ချမ်းကတောက်ပိတ်မယ်ဆိုတော့ကျတို့ဒီရဲ့ main တောက်ကိုအရင်ဆုံးဟပေးအောင်တွေ့တယ်နော် main တောက်ကိုဟမယ်ဟပြီးပြီဆိုမှကျန်တဲ့တောက်တွေကိုလိုက်ပိတ်ဒီမှာပခုံးတောက်ပိတ်မယ်ပြီးတော့လေဘင်းတောက်ကိုလည်းညက်မယ်ဒါဆိုရင်တောက်လေးပိတ်ပြီးတွေ့တယ်နော် main တောက်ကိုဟထားမယ်ဟထားတဲ့အတိုင်းကိုကျန်တဲ့တောက်တွေကိုပိတ်နော်လေဘင်းတောက်လည်းပိတ်မယ်လေဘင်းတောက်ပိတ်တဲ့ချိန်မှာဒီရဲ့ V shape ဖောက်ထားတဲ့နေရာကိုပဲပိတ်မှာနော်ဟိုအောက်ထိဒီရင်ဆက်ဝိုင်းကိုသွားထပ်ခိုင်းတာမဟုတ်ကိုလေဘင်းပေါက်ဖောက်တဲ့နေရာထိပဲပိတ်ပေးရမယ်အဲ့ဒါလေးလွဲလို့မရအောင်နော်လွဲလို့ရှိရင်လေဘင်းကအရင်အစ်ပြီးတော့လေဘင်းသေးတဲ့ပြဿနာတွေဖြစ်သွားမယ်ရပြီနော်ပြီးပြီဆိုရင်ဒီမှာပခုံးကမညီဘူးဆိုရင်ပခုံးကိုညီအောင်ပြန်ဆွဲမယ်ရမယ်နော်ပြီးတော့ဒီမှာလေဘင်းပေါက် V shape ဖောက်ထားတဲ့ဟာကမညီတော့ဘူးဆိုတော့ပြန်ပြီးတော့ဖောက်ပေးမယ်ရမယ်နော်အဲ့ဆိုဒါလေးအရင်ဆုံးညှက်ထုတ်လိုက်မယ်နော် V shape ညှက်ထုတ်မယ်ပခုံးညှက်ထုတ်မယ်ပြီးတော့ဒီနေရာမှာကလက်ဖောင်းထည့်ထားတယ်ဟုတ်တယ်နော်လက်ဖောင်းဆိုတော့ဒီနားမှာ
1 cm အနည်းဆုံးစားပေးရမယ်ကိုကပခုံးအရင်ရှော့တယ်လက်ဖောင်းကတော်တော်ကြီးကြီးလေးထည့်မယ်ဆို 1.5 ထိစားမယ်လက်ဖောင်းအရင်မကြီးပုံမှန်အဖောင်းမဲ့ထည့်မယ်ဆိုရင်1 cm ဆိုရပါပြီဒါဆို1 cm စားလိုက်မယ်စားပြီးတော့မှဒီမှာကျိုင်းပေါက်ပြန်လာဒီလိုဖောက်လိုက်မယ်ရလားဒါကလက်ဖောင်းအတွက်စားတာเนาะဒါမညက်ထုတ်သေးဘူးနောက် channel သွားညှိရအောင်မယ်โอเคဒီအောက်မှာလာပြီကျတို့ရင်ဖြက်ဆက်ကိုညှက်ထုတ်တော့မယ်ညှက်ထုတ်တော့မယ်ဆိုတော့တောက်ကပိတ်ရမှာကြည့်မယ်နော်တောက်ကအားလုံးဒီလိုပိတ်မယ်တောက်ကိုတွေ့တယ်နော်အားလုံးမမြင်ရလားโอเคတောက်ကဒီလိုပုံစံမျိုးလေးပိတ်မယ်ပိတ်ပြီးတော့မှဒီမှာကျတို့ဖြက်ဆက်မဲ့မြင်ဆွဲထားတာတွေ့လားအဲ့ဒီမြင်းကိုမညီဘူးဖြစ်နေတောက်ပိတ်လိုက်တဲ့အချိန်မှာမညီဘူးဆိုရင်ညီအောင်ပြန်လုပ်ပြီးတော့မှညှက်ချမယ်ပတန်ကိုတိတ်ကပ်ပြီးတော့မှညက်မယ်ဆိုပိုကောင်းပါတယ်ဒါတစ်ချက်ကပတန်ကတေးသေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းညက်ထုတ်ပြလို့ရတယ်ကိုကပတန်အကြီးကြီးလုပ်တယ်ဆိုရင်တော့တိတ်ကပ်ပြီးတော့မှညက်ပါညက်တဲ့ချိန်မှာဒီအောက်ကတောက်ကလည်းတော့တောက်ဖြောက်ထားတယ်ဟုတ်တယ်နော်တောက်ဖြောက်ထားတယ်ဆိုတော့ဒီတိုင်းလေးတောက်ပိတ်ထားတဲ့အတိုင်းလေးကိုတိတ်ကပ်လိုက်နော်တိတ်ကပ်လိုက်မယ်နော်ဒါလေးက F2 ဆိုပြီးတော့မှအမှတ်အသားပေးလိုက်မယ်ဒီညမှာခြိုက်နေတာတွေကပြန်ပြင်မယ်နော်ခဏနေโอเคပြီးတော့ဒီဟာကအရှိကမညက်ရတဲ့ဟာညက်ထုတ်မယ်ပြတော့လည်းညက်ထုတ်မယ်ဒါဆို F2 ရသွားပြီဒီကောင်လေးက F1 ဖြစ်မယ်ဘယ်လိုခွဲမှလဲဆိုတော့ဒီမှာရင်ဆက်ဝိုင်းအသေးကနေအားလုံးပဲမြင်ရမယ်နော်ရင်ဆက်ဝိုင်းအသေးကနေတော့တစ်ချက်လာမယ်ပြီးတော့အောက်ကိုဒီလိုတစ်ချက်သွားမယ်နော်ရင်ဆက်ဝိုင်းအသေးကိုဒီလိုတစ်ချက်လာမယ်ပြီးတော့ဒီမှာတက်တဲ့လေးတစ်ကြောင်းဒီလိုပြန်ဆွဲမယ်သုံးပိုင်းပိုင်းလိုက်မှာမြင်တယ်နော်ဆွဲထားမြင်တယ်နော်အဲ့ဒါကိုခွဲဟမယ်အညီခွဲဟမယ်နော်ခုနချေတော့မကလောက်ခဲ့တဲ့နေရာလေးကိုပဲလှုပ်လိုက်ရင်ရတယ်ဒီမှာလှုပ်မယ်ဒီမှာခုနချေတော့မကနှစ်ခုပေးခဲ့တယ်အောက်မှာတွေ့ရမလားအနံလေးကိုကွက်တိကြည့်အောင်အားလုံးပဲမြင်လားခွဲဟတဲ့ချိန်မှာအညီအမျှခွဲဟမယ်အကုန်လုံးကိုညီညီလေးခွဲဟမယ်ခွဲဟပြီးတော့မှတိတ်နဲ့ကတ်လိုက်ကဲအားလုံးပဲမြင်မယ်နော်မြင်လားဒီမှာခွဲဟလိုက်တာ၃ခုเนาะအဲ့လိုမျိုးညီညီလေးခွဲဟပေးမယ်ခွဲဟပေးပြီဆိုမှကတ်လေးနဲ့ပြန်အောင် white เนาะအောက်မှာထွက်နေတဲ့ဟာတွေကိုညှက်ထုတ်ပြလိုက်ဒါဆိုဒီထိရမယ်နော်ဒီပုံစံမျိုးလေးဖြစ်နေမယ်အပေါ်နဲ့အောက်ကဒါဆိုရှစ်ချက်ပတ်တန် F1 F2 ကအဲ့လိုပုံစံမျိုးလေးဖြစ်မယ်เนาะပြီးဒီအောက်ကဒီမှာ down ချိုဖြစ်နေတဲ့အဲ့ဒါကိုခြေတို့ကပြန်ပြီးတော့ညှိပေးရမယ်ချက်ကြည့်အောင်เนาะဒီကောင်ကကျတော့အသွင့်လေးပါလေးရဲ့အားလုံးပဲတွေ့လားအောက်မှာအသွင့်လေးတွေအဲ့အသွင့်အတွက်လောက်ပြပေးမယ်သူဘယ်လိုလုပ်ရလဲဆိုတာဒီ F2 အချမ်းကိုအသွင့်ထည့်မယ်เนาะအသွင့်ထည့်မယ်ဆိုတော့ဒီရဲ့ဟာကိုဒီတိုင်းလေးပဲတဲ့ပဲခွဲကားလိုက်တော့မယ်အရှိအသွင့်ပို့ထည့်ချင်တော့ဒီလိုလုပ်ပေါ့โอเคအဲ့လိုခက်ဆောင်လေးလုပ်လိုက်တွေ့လားအဲ့လိုမြင်းလေးဆွဲလိုက်မယ်ဆွဲပြီးတော့ညှက်မယ်ဆွဲထားတဲ့မြင်းအတိုင်းကိုတစ်ခုချင်းစီညှက်သွားမယ်ခဏနေပုံလေးတွေပြပေးမယ်เนาะအဲ့ဒီပုံကိုတည်တည်ချာချာကြည့်ပါတော့ဒီညမှာအသွင့်လေးပါသေးတယ်ဒါပိတ်စအပါလေးတွေနဲ့ဒီຫນွေရာဒီဝတ်ချုပ်မယ်ဆိုအရန်လာပါတယ်โอเคဒီလိုပုံစံမျိုးလေးပတ်တန်ကိုခွဲကားလိုက်မယ်အားလုံးပဲမြင်လားโอเคခွဲကားပြီးပြီဆိုမှ
အတော့ကဒီတိုင်းပဲဆွဲသွန်းလိုက်ရုံပဲအပါစဆိုတော့ကိစ္စမရှိဘူးဒီနားမှာဒီလိုမျိုးလေးတဲ့ပဲယူလိုက်နောက်ပြီးတော့ဒီအောက်မှာမညီနေတဲ့ဟာကိုဒီအချိန်မှာညီအောင်ညီလို့ရပါပြီညီအောင်ညီလိုက်မယ်ပြီးတော့ဒီနေရာလေးဒီလိုတဲ့ပဲဟုတ်ပြီနော်ဒါဆိုရင်ပတ်တန် F2 ဒီလိုဖြစ်လာမယ်ဒီနေရာမှာတစ်ခုတတိထားရမယ့်ဟာကကိုကအရန်ပါတဲ့အစနဲ့ချုပ်မယ်ဆိုရင်နှစ်ထပ်ချုပ်ရမှာဟုတ်တယ်နော်နှစ်ထပ်ချုပ်ရမှာအထဲမှာခံတဲ့အစတစ်စရှိမယ်ဒီအပြင်မှာချုပ်တဲ့ဒီအပါအစလေးရှိမယ်အဲ့ဒီချိန်မှာပတ်တန်ကဘယ်လိုလုပ်ရမှာလဲဆိုတော့ပထမအဆုံးဒီရဲ့ပတ်တန်ကိုမခွဲခင်မှာအောက်ကခြေတို့ဒီ F2 ရဲ့ဒီရဲ့ frame ကိုတက်တက် copy ကူးခဲ့ပြောမယ်ဆိုနှစ်ထပ်ချုပ်တဲ့အချိန်မှာအထဲတစ်ထပ်ကိုမတွန့်ဘူးအပြင်တစ်ထပ်ကိုပဲတွန့်မှာအလားဘက်ကိုပဲတွန့်မှာအထဲဘက်ကသူ့ရဲ့ frame ကလုံးဝဒီအတိုင်းပဲထားမှာနားလည်လားဒီအတိုင်းပဲထားမှာဆိုတော့သူကဒီရဲ့ F2 ရဲ့ပတ်တန်လေးကို copy ကူးပြီးပြီဆိုမှဒီလိုခွဲကားလို့အဲ့ copy ကူးထားတဲ့ဟာတက်တက်ထားပြီးတော့မှအောက်ကအခန်းစကိုတက်တက်ညက်အပေါ်ကအလားချုံမဲ့အပါစလေးကိုတက်တက်ညက်ဒါဆိုရင်ပို့ပြီးအဆင်ပြေမယ်ဒါလေးကเนาะအထဲရောအပြင်ရောနှစ်ခုလုံးတွန့်စရာမလိုဘူးပြီးတော့ဒီရဲ့ F1 အချမ်းလဲထုံနေတူစွာပဲเนาะဒီရဲ့အပါစမှာကတွန့်လိုက်ရင်ရပြီအတွင်းမှာခံမဲ့အစကြောဒီနေရာကိုတောက်ချုပ်တယ်လို့ပုံစံမျိုးချုပ်လိုက်အထဲကတလွာကိုကျတော့တောက်ချုပ်တယ်လို့ချုပ်လိုက်အပြင်ကတလွာကိုကျတော့ခြေကျဲလေးနဲ့ဆွဲတွန့်လိုက်ဒါဆိုရင်ရမယ်เนาะဒီ